ဘာကီနဲ့အိုမာတို့ရဲ့တိုက်ပွဲကြားတဲ့ကိုယူဂျီရိုဟာမဝင်ရောက်နှောက်ယှက်လိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူး။ဒါကိုမြင်လိုက်ရတဲ့ဘာကီဟာဒေါသတကြီးအော်ဟစ်ပြီးယူဂျီရိုကိုစီးကြော်တယ်လို့ဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့ယူဂျီရိုကတော့နမဲကျော်နီကိုစတိုင်ကိုကိုယ်တိုင်စမ်းသပ်ချင်တဲ့ကြောင့်အယံကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကူရိုကီခင်းဆိုင်ရလည်းအားကစားကွင်းထဲကိုရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်။နယ်ပယ်မတူတဲ့အကောင်ဆုံးတိုက်ခိုက်ရေးသမား2ဦးအဆုံးဖြတ်တိုက်ပွဲဆင်နွှဲတော့မှာလား။အဲ့ဒီမထိုင်ခင်လေးမှာပဲအင်အားအကောင်ဆုံးစေကျော်ဒတ်ဘာကီနဲ့အာရှူရာတိုကီတာအိုမာတို့ရဲ့တိုက်ပွဲမှာနှစ်ယောက်လုံးသူတို့ရဲ့နောက်ဆုံးအဆင့်နီးဗျူဟာတွေကိုအသုံးပြုခဲ့ကြပါတယ်။အိုမာက Divine Possession ကိုတုံးခဲ့ပြီးဘာကီကတော့သူ့ရဲ့ Demon Brain နဲ့ Demon Back ကိုအသက်သွင်းခဲ့ပါတယ်။သူတို့နှစ်ဦးဟာတပြိုင်နက်တည်းအချင်းချင်းစီပြေးဝင်တိုက်ခိုက်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာသူတို့ဟာအာယုံထွေပြားစရာအားလုံးကိုဖယ်ထုတ်ပြီးသူတို့ရဲ့စိတ်စံတာအားလုံးကိုလက်ထီးထဲမှာစူးစီးလိုက်ကြပါတယ်။သူတို့ရဲ့အင်အားရှိသမျှနဲ့တယောက်ရဲ့အားနည်းချက်အရှိဆုံးနေရာတွေကိုအတီးတီးပစ်မှတ်ထားခဲ့ကြပါတယ်။ပြင်းထန်တဲ့ထိတွင်မှုကြောင့်တကွင်းလုံးလင်းထင်သွားတဲ့အဖြူရောင်အလင်းတန်းကြီးထွက်ပေါ်လာခဲ့ပါတယ်။ကြီးစုသူတွေအားလုံးဟာဒီအဆင့်မြင့်တိုက်ပွဲကိုကြည့်ပြီးအံ့ဩမြင်သက်ခဲ့ကြရပါတယ်။အင်အားအကောင်ဆုံးထိလာဖို့ကြိုးစားရင်တိုက်ခိုက်ရေးသမားနှစ်ဦးဟာတယောက်ကိုတယောက်စိတ်သက်ခွန်အားတွေပေးခဲ့ကြပါတယ်။နောက်ဆုံးမှာတော့နှစ်ယောက်လုံးအင်အားကုန်ခံသွားပြီးကွင်းအလယ်မှာလဲကျသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအလွန်ပြင်းထန်တဲ့ဖိအားတစ်ခုကွင်းထဲကိုရောက်လာပါတယ်။ကွင်းကိုစောင့်ကြည့်နေတဲ့စစ်တပ်တော်ခါရတောင်မှချွေးစိတ်နဲ့ပြန်လာခဲ့ရပါတယ်။အဲ့ဒါကတော့ကဘာပေါ်မှာအင်အားအကောင်းဆုံးတတ်တော်ဝါလို့တင်စားရတဲ့ယူဂျီရိုဟာမရောက်လာတာပဲဖြစ်ပါတယ်။သူကိုယ်တိုင်နီကိုစတိုက်ကိုမစမ်းတာရရင်သမင်းစားမဝင်အိတ်မပြောဖြစ်ရလိမ့်မယ်လို့သူကကြေညာခဲ့ပါတယ်။အဲ့ဒီနောက်ခရိုကီကင်းဆိုင်ဟာလည်းကွင်းအလယ်ကိုရောက်လာပါတယ်။ဒီထိုက်တီးနေရောက်ပထမဆုံးအချိန်မျက်နှာချင်းဆိုင်လိုက်တဲ့အခါကြီးကျယ်တဲ့တိုက်ပွဲတစ်ခုဖြစ်တော့မလို့ထင်ခဲ့ရပေမဲ့ဘာကီနဲ့အိုမာတို့ကတပြိုင်တည်းဝင်ရောက်တားဆီးခဲ့တာကြောင့်ရုံရင်ဆန်ခတ်မထီအောင်တားဆီးနိုင်ခဲ့ပါလေ။သူတို့နှစ်ယောက်ထွက်သွားတဲ့နောက်ဘာကီကသူ့အဖေရဲ့ရိုင်းဆိုင်တဲ့အကူမှုအတွက်အိုမာကိုတောင်းပန်ခဲ့ပါလေ။သူတို့နှစ်ယောက်ဝင်ရောက်တားဆီးလိုက်တဲ့အချိန်မှာသူတို့တားလိုက်တဲ့လူတွေရဲ့ရိုက်ချက်ကြောင့်ပြင်းထန်တဲ့ဒဏ်ရာတွေရသွားခဲ့တာကြောင့်သူတို့ရဲ့တိုက်ပွဲကိုစက်မတိုင်းနိုင်တော့ပါဘူး။ဘာကီကတော့အိုမာနဲ့နောက်တစ်ချိန်ပြန်လဲရှင်းပြန်ဖို့မျှော်လင့်နေပါလေ။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူဟာမြေအောက်ခန်းထမှာသူ့ရဲ့ Demon Brain ကိုအသုံးပြုပြီးပုံရိပ်ရောင်တိုက်ခိုက်ရေးလေ့ကျင့်မှုတွေကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။သူဟာအိုမာရဲ့ပုံရိပ်ရောင်နဲ့တိုက်ခိုက်ဖို့အတွက် Demon Brain ကိုဆက်လက်အသုံးပြုသွားမှာပဲဖြစ်ပါတယ်။